ကြာတော့ကြာခဲ့ပါပြီလေမောင်တော်အတိတ်တရာနဲ့မနုစာရီတို့ရဲ့အဖြစ်ပြဟာကြာခဲ့ပါပြီအမှန်တကယ်တည်ရှိတဲ့အရာကိုပြပါလို့တစုံတယောက်ကများမနုစာရီကိုမေးခဲ့ရင်ဖြစ်မမြဲဘူးဆိုတဲ့သဘောတရားဘယ်တော့မှမပြောင်းမပြတ်ပဲတည်ရှိနေမယ့်အရာပဲလို့ပြလိုက်ခင်ပါလေအဲ့ဒီမမြဲဘူးဆိုတဲ့အရာကိုပြောပြရရင်ဖြင့်မောင်တော်အတိတ်တရာနဲ့မနုစာရီတို့ရဲ့အဖြစ်အပျက်ကိုပဲပြောပြရစီတော့ကြာတော့ကြာခဲ့ပါပြီလေဟိုးပဝေတနီအတိတ်ကာလကပဲဆိုကြပါစို့တော်ကစားထွက်ရင်အဖော်တွေနဲ့ကွဲခဲ့ပြီဟင်ရေစီးတံလို့ကြားတယ်ဒီကနာတော့ချောင်းနဲ့နီးပြီထင်တယ်ရေစီးတံကိုနားဆွင့်ပြီးသွားမှာပဲအလိုရှေ့မှာလက်နဲ့ဟာရေတွေ့ပြီရေတောက်မယ်ငါရေတောက်မယ်ရေနဲ့ဒဏ်ရာတွေကိုဆေးအောင်မှာခုမှပဲလန်းလန်းဆန်းဆန်းဖြစ်သွားတော့တယ်ပင်မလှပြီးတရေတမောအိတ်လိုက်အောင်မယ်ပြီးမှတခါနေပြည်တော်ကိုပြန်ဖို့ကြိုးစားမယ်ဟဲဒီမှာအိပ်ပြောနေတာနေပြည်တော်ကမင်းသားတစ်ပါးပဲအတော်လေးကိုပင်မနွမ်းနေပုံရတယ်ငါအနားမှာလှုပ်ရောနဲ့ဘယ်သူများပါလဲအလိုအမျိုးသမီးတယောက်ပါလားနတ်မိမဲ့တမလှလိုက်တာလူသားစင်စင်မဟုတ်ပါရဲ့လားကျမ်းမာတော်မူပါစအမောင်မင်းသားကျမ်းမာပါစနှမငယ်တင့်ကိုမောင်ရှင်လွန်စွာမှအံ့ဩမိပါလေဤမြကျတစ်ပေါ်များတဲ့တော်ကြီးထဲမှာတင်နှမအဖော်မပါတယောက်တည်းထူးဆန်းပါလားမောင်ရှင်မင်းသားကျွန်တော်မအားအံ့ဝယ်မရှိပါနဲ့ကျွန်တော်မရဲ့အဖိုးဟာဟိုးနာကကျောင်းသင်ငန်းမှာယောဂီအထင်မြတ်ကိုထိနေပါတယ်ကျွန်တော်မမြင်းငယ်ဟာလက်ဆန်းရများမှာအဖိုးရန်လာပြီးပညာသင်ကြားပါတယ်မောင်ရှင်မင်းသားကနောက်လိုက်ကျွံယုံမပါပဲတရားတန်ချစ်တင်နဲ့အိပ်ပျော်နေတာကိုကျွန်တော်မအတွက်ထူးဆန်းလျက်ရှိပါတော့တယ်နှမငယ်မောင်ရှင်ဟာဆင်းရဲသားတောင်သူလက်သမားအသွင်ဝတ်ဆင်ထားပါလျက်အဘယ်ကြောင့်မင်းသားဟုခေါ်သုံးဆွဲပါသလဲရှတရနီတဝိပါဒနာနီးများရမောင်ရှင်ဟာမင်းစစ်သူရဲ့အကြီးမှုနွယ်ဥပရာဇာမှန်သိရပါတယ်တော်လှပေစွာနှမငယ်မောင်ရှင်ဘူးနဲ့ကြောင်းတင်ကန်းကိုလိုက်ခဲ့ပါအစာအာဟာရများကျွေးမွေးပြရစီကြောင်းတင်ကန်းကိုဖိတ်ခေါ်တာတော့ဟုတ်ပါပြီနှမငယ်သို့တော်လဲကျောင်းသင်ငန်းကိုပိုင်ဆိုင်တဲ့ဘိုးကကြိုက်ပါမလားနှမငယ်မောင်ရှင်ကျွန်တော်မရဲ့ဘိုးကမေတ္တာရှင်ဂိယုဏရှင်ပါအမောင်မင်းသားဒဏ်ရာရသောကြားကိုစီးတဲ့ပေးသူဖြစ်ပါတယ်ဘိုးရဲ့မေတ္တာကိုယုံစားသောအဖြစ်ကျောင်းသင်ခန်းကိုလိုက်ခဲ့ပါရှင်မင်းသားကျေးဇူးရှင်နှမငယ်မောင်ရှင်အမိနာမဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသိပြရစီလားမနုစာရီလို့ခေါ်ပါတယ်မောင်ရှင်ဩမနုစာရီမောင်ရှင်ကတော့အိမ်ရှိဥပရာဇာအတိတရာဖြစ်ပါတယ်နှမငယ်အတိတရာနဲ့
မငယ်မနုစာရီနှဖူးသာရွာလေလူအတီးအသေးနှမွားကျင်နာပွားရီနှဖူးသာရွာလေလူအတီးအသေးနှမွားကျင်နာပွားရီချစ်ကန်ဆုံးကြုံကြလေပြီတစ္ဆာမှတ်တမ်းပြုစရာညီမေတ္တာဇလံခုခာတီစရနေပြီစခဲ့ပြီအပြန်တရားနေငါကလေးကရာဘဝတွေသည်တဏှာဝိင္ကပါရှိကြရလေရောနီရာစွာတော်လူတို့သည်စိတ်မြင့်ပြင်း၌တိုက်ရင်ခိုင်ရင်သေကြရကုန်၏ကျွန်ုပ်တို့၏စစ်သူရဲ့ကောင်းမင်းသားအသက်ရှိပါစေတည်းအသက်ရှိပါစေသောဆုနဲ့ပြည့်ပါစေဘို့ဘို့ပေးတဲ့ဆုနဲ့ပြည့်ပါစေမောင်ရှင်ဟာရေချိုးစိတ်မှာအာဟာရပြန်ပြီးလမ်းမဒုက္ခရောက်နေတဲ့အတွက်ဒီကျောင်းသင်ငန်းကိုခေါ်လာခဲ့ရခြင်းဖြစ်ပါတယ်ဘို့ဘို့အေးရော့ဒီဆေးလုံးနဲ့ပြားရည်ကိုတောက်လိုက်အကျော်အချင်းတွေကိုစိတ်သွားလောက်အောင်အရသာထုခဲ့လှပါလားဒီဆေးကငါရဲ့အသက်အန္တရာယ်ကိုထိခိုက်လိမ့်မလားပြေးမနေပါနဲ့စားပါသူရဲ့ကောင်အသက်အန္တရာယ်မဖြစ်နိုင်ပါဘူးဆေးတန်းသည့်ဓာတ်ခဲလုံးရဲ့အစွန်းကြောင့်အရသာထူရတာပါပြားရည်ကလည်းပြားညူမျိုးရဲ့ပြားရည်ပါအကျော်အလုံးကိုတန်ဆွမ်းစေပါတယ်မင်းသားမှန်ပါတယ်ဘို့2ရက်3ရက်အစာမစားခဲ့ရတဲ့ကျွန်ုပ်ဟာအခုပြားရည်အနှဲငယ်စားလိုက်ုံနဲ့အားအင်တွေပြည့်လို့လာပါပြီဘို့အေးစစ်သူရဲ့ကောင်မင်းသားဒီကြောက်တင်ကမှလွတ်လပ်စွာနေနိုင်ပါတယ်နေပါကောင်းပါပြီဘို့ကောင်းပါပြီအနိစ္စဒုက္ခအတ္တအနိစ္စဒုက္ခအတ္တအနိစ္စဒုက္ခအတ္တအိတ်ကောင်းကောင်းနဲ့အိတ်လိုက်တာ9စင်းကျဲတောင်အမီးထောင်နေပြီအလိုအိတ်ထီရတရံတစ်ခုပါလားဖြီလျားတဲ့သပင်လေးတွေပါးလွှာတဲ့အဝတ်အစားလေးတွေဟာလေထဲမှာတစ်ဖြတ်ဖြတ်လွင်မျောလို့နေပါလားလက်နှစ်ဖက်ကိုမြှောက်လာမင်းကြီးကိုကြည့်ပြီးတော့တစ်ဖက်ကလည်းဘာတွေရွတ်ဆိုနေပါလဲဟာသူ့ဥစ္စာတွေကိုတလွှာချင်းချွတ်နေပြီဟာချွတ်နေပြီအိုးကိုပေါ်မှာဘာမှမကြံတော့ပါလားတဲလဲထူးဆန်းတာပဲဘသူများပါလဲငါသမီးလေးများလားအနာကိုတိုးပြီးကြည့်မှပဲအိုးမနုစာရင်နှမငယ်မနုစာရင်နှမငယ်ပါလားမနုစာရင်နှမငယ်ရဲ့ပင်ကိုအလှတွေဟာငါ့ကိုညှို့ယူဖမ်းသားနေပြီငါစိတ်တွေကိုမထိန်နိုင်တော့ဘူးယောက်ျားမြတ်တို့ထားအပ်တဲ့စီကန်းတွေကိုငါချိုးဖောက်ချင်လာပြီမဖြစ်ဘူးငါ့ကိုကယ်တင်ခဲ့ဘူးတဲ့ကျေးဇူးညနိုးပေါ်ရမနုစာကြီးရဲ့အလှမနုစာကြီးရဲ့ဉာဏ်ပညာတွေကိုငါလေးစားရမယ်တောက်လောင်နေတဲ့ငါရဲ့တဏှာရာကမီးကိုငြိမ်းရမယ်ငါငြိမ်းရမယ်ပြမယ်ကျောင်းသင်ငါ့ကိုပြမယ်ငါကျောင်းသင်ငါ့ကိုပြမယ်ရှင်နူးနေပြီလားဟင်မနုစာရီနှမငယ်မောင်ရှင်မနုစာရီလာရောင်ကြီးလုံနာကိုတနည်းရာရာကမြင်ခဲ့ပြီမလားဟုတ်ပါတယ်မနုစာရီနှမငယ်မောင်ရှင်မြင်ခဲ့ကြောင်းကိုနှမငယ်ဘယ်လိုသိခဲ့တယ်လဲသိပါတယ်မောင်ရှင်ချုပ်တီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ယောဂရိတ်ကဲတဏှာရာကကြောင့်ယူသွတ်တဲ့သူရဲ့အနုစာယောဂရိတ်ကဲကိုမောင်အရှိမှတွေ့ရပါတယ်ဒါကြောင့်မနုစာရီလာရောင်ကြီးလုံနာမောင်ရှင်တဏှာရာကတွေ့ခဲ့ပြီလို့ပြောနိုင်ပါတယ်ဘာကြောင့်လာရောင်ကြီးကိုလုံရပါသလဲနှမငယ်မနုစာရီဒီလောကမှာနေလနှစ်ပါးရဲ့စွမ်းအင်တတ္တိနဲ့ကင်းပြီးဘယ်အရာမှမရှိပါဘူး
နေဟာအဖိုးဓာတ်ကိုဖြစ်စေပြီးလဟာအမတ်ဓာတ်ကိုဖြစ်စေပါတယ်လရောင်ကြီးဟာဆွေးငင်ဓာတ်ကိုဖြစ်ပေါ်စေပါတယ်မဟာသမုဒ္ဒရာတွင်မှာရေများကိုပင်ဆွဲငင်နိုင်စွမ်းရှိပါတယ်မိမများရဲ့ကြောရိုးအတွင်းမှာရှိတဲ့ချင်းစီနဲ့တအိမ်ပိုင်းမှာရှိတဲ့ဥဒုပန်းရည်တို့ဟာလရဲ့ဆွဲအားကြောင့်ကြွတက်တတ်ပါတယ်ဒါကြောင့်လရောင်ကိုလှုံပေးရင်းနဲ့ဆွဲတဲ့များရရှိပြီးအလှတိုးစီပါတယ်အသက်ရှည်ပါတယ်လရောင်ကြီးလှုံတယ်လို့နေရောင်ကြီးလည်းလှုံသိပါတယ်နှမငယ်ဒီနှမငယ်ရဲ့ညာဘက်လက်ကတိတ်လှတဲ့အမှတ်တစိတ်လေးဟာဘာလဲကွယ်အော်ဒါဂျီရာလို့ခေါ်တဲ့ဓာတ်စမတစ်မျိုးပါအော်ဘူးထိုးပေးထားတာလေဒီဓာတ်စမဂျီရာဟာရံပြူသူနဲ့တွေ့ရင်သူကအစွမ်းတတိပြပါတယ်ကြာစင်မွေးစတဲ့တောတလိษံတွေဟာဒီတစိတ်ကိုမြင်ုံနဲ့ထွက်ပြေးကြပါတယ်မောင်ရှင်ခဏဆောင်ပါမောင်ရှင်မနုဇာရီမောင်အရှင်ကိုတခုခုတိုက်ပြရစီကောင်းပါပြီမမကင်းရော့အဲ့ဒါကိုချင်းနဲ့တောက်လိုက်ပါမောင်ရှင်ကိဏပက္ခိတခေါ်တဲ့စီးမှုမှာလှုပ်ရှားနေတဲ့စိတ်ကိုတင်းငင်းစေပါတယ်တောက်ပြီးရင်အိတ်လိုက်ပါမောင်ရှင်ကောင်းပါပြီနှမငယ်ဒီနေ့လက်စုပ်ပခ9ရက်မြောက်နေ့ဖြစ်လို့နှမငယ်တို့ရွာကိုခဏပြန်ပါမယ်မောင်ရှင်နှမငယ်တို့ရွာကဖလန်ယုံကြီးရွာဖြစ်ပါတယ်အဲ့ဒီကနေမောင်ရှင်ကြီးပြည်တို့ပြန်လို့ရပါပြီကောင်းပါလေနှမငယ်မောင်ရှင်လည်းအားရင်ပြည်လာပြီမို့နေပြည်တော်ကိုပြန်နိုင်ပါပြီပြီးတော့ဖလန်ယုံအထိနှမငယ်ပါလိုက်ပါမယ်ဆိုတော့ပို့ပြီးအားရှိပါတယ်နှမငယ်မောင်ရှင်နေပြည်တော်ပြန်ရောက်ပေမဲ့နှမငယ်ကိုလုံးဝမမေ့ပါဘူးအခါခွင့်တင်ရင်မောင်ရှင်နှမငယ်စီကိုပြန်လာခဲ့ပါဦးမယ်နှမငယ်နှမငယ်လေမောင်ရှင်ကိုတတိယနေပါမယ်ကဲခရီးထွက်ဖို့ပြင်ဆင်စုလားမောင်ရှင်မလဲတာလို့ခွေခွာတဲ့ကနာနာတိုင်းရောစီနှောင်းတွေပြီးမှအဘယ်သူသောကံကြမ္မာဖန်လာညာညာပြည့်စုံအလှကုန်တူနိုင်ကြီးစွာမနုစာရီထံမာမတဖွာမကံခွာခြင်းမှာသူဝိမဲ့မတတ်တာအေရှိဥပရာသာစစ်သူရဲ့ကောင်းဘဝမှာအချီးထက်စီထက်ပေါ်မကြမီခွင့်ခါတင်မာနမထံပါမစနီရငယ်ရောက်လာမာအင်းရှိဥပရာဇာမင်းသားလေးလဲတောကစားထွက်ရာကလမ်းမှားပြီးတော်ကြီးတဲ့မျက်စိလဲအခုနေပြီးတော့ပြန်ရောက်လာကြတဲ့ကပြောသမျှစကားတွေတည်းမလဲမနုစာကြီးဆိုတာမပါမပြီးသလောက်ပဲဗျဟုတ်တယ်ရောင်းရဲ့နတ်မိတ်ဆာနတ်ဆိုးတွေကများဖားစားနှောက်ရှက်လိုက်ပြီလားမသိဘူးဟင်ဒါဖြင့်နန်းထဲမှာရှိတဲ့ဟူရအကျော်သမားတော်ကြီးတွေနဲ့စိတ်ကူးတာဖို့လိုအပ်တာပေါ့ဒါပေါ့အခုလဲအင်ရှိဥပရာဇာအတိတရာနဲ့ထိမ်းများစုံဖက်ရမယ်အင်ရှိမိဖုရားလောင်းလေးဗဒ္ဒကလျာကစိုးရင်ပူပါလွန်းလို့နောင်တော်တက်ပြည့်မင်းကညီတော်မင်းသားအတိတရာကိုခေါ်ယူမင်းများမယ်ဆိုပဲညီလာကမှာခေါ်ယူမင်းပါတဲ့ကဲအခါကနောက်မကြအောင်မြန်မြန်လျှောက်ကြအောင်လို့
ဖခမီတော်ကိုဘွားနောင်ဖျားကိုလျှောက်တယ်မှာလေအေးလျှောက်တင်စားဟဲ့မနုစာဤဆိုတာဏီတိဆရာတို့ဆိုတတ်ကြတဲ့ပုံပြစံထားကောင်းခြင်းများဖြစ်တဲ့ဝါရွှေသောအသားရည်သမင်မျိုးမှမျက်စိကဲ့သို့သောမျက်လုံးသေးသောခါခြီသောရင်စင်နှမောင်းကဲ့သို့သောပေါင်တန်လက်တံကောင်းသောစပင်မျက်ခုံးမျက်တောင်ပညာဖြူဖွေးသောသွားချက်တွင်းနှက်ပြီးကားသောတင်နဲ့လေ့ကျင့်ထားတဲ့ကဲ့သို့ကြည်ကောင်းသောဟန်အမူအရာရှစ်ဖြာနဲ့ပြည့်စုံပါပြီတဲ့နောင်တော်ဖျားဒီပြင်လဲ64ရသောကောင်းခြင်းများ128ရသောကောင်းခြင်းများလည်းရှိပါသေးတယ်ဒါရင်မကသေးပါဘူးတော်လောက်ပါပြီညီတော်တော်လောက်ပါပြီမိမတို့ရဲ့ကောင်းခြင်းဆိုတာချစ်ခင်နှစ်သက်မှုပေါ်မှာတည်ပါတယ်နောင်ဖျားထမှန်၍တယောက်တင်ရအောင်မယ်ဆိုရင်ဖြင့်မနုစာရီဟာရုပ်ရည်ယူပကာယတစ်ခုတည်းသာလှပသူမဟုတ်ပါပညာဉာဏ်အရာ၌လိပြည့်စုံလှပတဲ့မိန်းမမျိုးဖြစ်ပါတယ်နော်တော်ညီတော်အတိတ်တရာမောင်မင်းဟာစစ်တိုက်ချင်း၌သာကျွမ်းကျင်တဲ့စစ်သူရဲကောင်ဖြစ်ပါတယ်ပညာရှိတယောက်မဟုတ်ပေဘူးဗျပညာရှိမဟုတ်သူများဟာမိမိထက်နည်းနည်းပါးပါးပိုပြီးတတ်သိတဲ့သူဆိုရင်ပညာရှိကြီးဖြစ်ပေတယ်လို့ထင်မှတ်တတ်ကြတယ်ရုပ်ရည်လှသည်မလှသည်မှာညီတော်တဦးတည်းရဲ့ခံစားမှုဝေဒနာနဲ့ဆုံးဖြတ်နိုင်တော့လဲမနုစာရီဟာပညာရှိဟုတ်သည်မဟုတ်သည်ကိုညီတော်ဆုံးဖြတ်၍မှန်လိမ့်မည်မဟုတ်ပေဘူးပညာရှိများကသာဆုံးဖြတ်ပိုင်ခွင့်ရှိပေတယ်ညီတော်ဒီလိုဆိုရင်ဖြင့်နောင်ဖျားမိန့်တယ်လို့မနုစာရီကိုပညာရှိဟုတ်သည်မဟုတ်သည်ကိုနောင်ဖျားရှေ့တော်မှခေါ်ယူပြီးပညာရှိများနှင့်စစ်ဆေးသင်လာပါတယ်နောင်တော်ဖျားညီတော်ရဲ့လျှောက်ထားချက်ကိုလက်ခံလိုက်ပါတယ်ဒါကြောင့်မနုစာရီကိုနေပြည်တော်သို့ခေါ်ယူကြစေမင်းကြီးများမှန်ပါဗျာအချိန်ကြရောက်ပြီဖြစ်၍ပု္ပ္ပာရှင်ကအမိန့်ပု္ပ္ပာများပြု၍ယာယီတရားသူကြီးချုပ်မနုစာရီကဖြေကြားရန်ကြီးညာအပ်ပါသည်ပု္ပ္ပာကိုမေးမှာကတော့ဘယင်ဧကရစ်ကိုယ်တော်တိုင်ဖြစ်ပါတယ်မနုစာရီဒီရွှေအုပ်ထဲအဘယ်ပစ္စည်းရှိသည်ကိုဖြေဆိုပါလောဘယင်ကိုယ်တော်တိုင်မေးမဲ့ပု္ပ္ပာဆိုတော့ဘယ်တတ်နိုင်မှာမလဲမောင်မင်းရဲ့မင်းတိုင်မင်းမကြီးတွေကတော့ပြုံးလို့ပဲမနုစာရီကတော့ရွှေအုပ်ကိုကင်လုပ်နေတယ်ရှင်မြင့်ရှင်နဲ့တကွာတရားသဖြင့်ပြိတ္တကြီးရှင်အခုပု္ပ္ပာဟာအနက်ကိုတိပြီးမေးတဲ့ပု္ပ္ပာမျိုးဖြစ်ပါတယ်ကျွန်တော်မနုစာရီဟာမိမိစရာပါဠနတ်သမီးရဲ့ဂုဏ်တိတ်ခါကိုစောင့်ရှောက်တဲ့အနေနဲ့ဖြေဆိုပါမယ်ရွှေအုပ်ကိုလှုပ်ကြည့်တဲ့အခါကလုံကလုံဆိုတဲ့အတန်ဖြစ်ခဲ့ပါတယ်လက်ဖြောင့်တွန်းမြသောတမတရာမြသောကဟူသောအတိလက်ဖြောင့်နှစ်ထွန်းမြကြာသောနမတရာမြသောကလုံဟူသောအတန်ကနှစ်တန်ဖြစ်ပါတယ်ဒီတော့အတန်ရဲ့အရှိကိုတွက်ရင်9မတရာရှိပါတယ်9မတရာမြည်တဲ့အတန်ကိုဘုံမစိုးနတ်ကစောင့်ရှောက်ပြီးစေထနက္ခတ်ကစိုးမှုပါတယ်ပြီးတော့ယခုချိန်ဟာတနင်္ဂနွေနက္ခတ်မွန်းတဲ့ချိန်ဖြစ်တဲ့အတွက်ဘုံမစိုးနတ်ကြီးစိုးတဲ့မြေကြီးပထဝီမှာတီးတဲ့အသီးဖြစ်ကြောင်းသိရပါတယ်တနင်္ဂနွေနက္ခတ်မွန်းတဲ့ချိန်ဖြစ်တဲ့အတွက်တနင်္ဂနွေနံထွန်းရာအသီးဖြစ်ရပါမယ်ဘယင်မင်းမြတ်ရဲ့ပု္ပ္ပာတော်ဖြစ်တဲ့အတွက်အကြည်အမူဆိုတဲ့ကြညက်ကိုကောက်ရပါတယ်တော်ဝင်နန်းသုံးပု္ပ္ပာဖြစ်၍ရွှေရောင်ရှိတော်လို့လည်းဖြေရပါမယ်ဒါကြောင့်ဒီအုပ်ထဲမှာရွှေရောင်လွှမ်းသောဥ
အုတ်ရှိတီတလုံးရှိပါတယ်ဖေဟာတော်လှပါပြီတဲ့တော်လှပါပြီတဲ့မနုစာရီကဲရွှေအုပ်ကိုဖွင့်၍ပရိသတ်ကိုပြစီဗျာဟဲရွှေချရတဲ့အုတ်ရှိတီတလုံးပါလားမနုစာရီဟာတော်လှပါပြီတဲ့ဉာဏ်ပညာနဲ့ပြည်စုံလှပါပြီတဲ့